สวัสดีค่ะพี่น้องทุกท่านဒီနေ့စနေနေ့ညနေဆိုတော့ teacher Telly ကချင်းတိုင်းမှာရှိတဲ့ညနေဈေးနှန်းကိုတွားပြီးတော့လင်းဖြစ်ခဲ့တယ်ပေါ့အဲ့ဒီပြည်ချင်းကခင်ကလည်းအရန်စားလို့ကောင်းတာပဲအဲ့အချင်းရဆိုလည်းအရန်ကောင်းတယ်အထက်မှာလေအဲ့လိုပြည်ချင်းကဥတွေကလေစိတ်နေရပဲသိလားဒီအဆိုတော့နားထောင်တော့မကောင်းတော့ကွယ်ဒါပေမဲ့လို့တီးခင်မျိုးနားထောင်ပြရတာပေါ့နော်ဒီချင်ပေါင်းလေအကုန်လုံးအလကားမြည်လို့ရရဆိုတော့မြည်ကြည့်တာပေါ့နော်ဒီတရက်သီးနဲ့ငပိနဲ့တုတ်ထားတာအကောင်းဆုံးပဲကျန်တဲ့ဟာလည်းနည်းနည်းချို့တယ်ဒီလားဒီစပဂက်တီတွေဆိုလည်းအစုံပါပဲဆိုဒီမှာသိလားတော်တော်ကိုစုံတာပဲစားတောင်းနဲ့ပတ်သက်လာရင်ထိုင်းရအကောင်းဆုံးပဲဈေးလည်းချို့တယ်သိလား